ကတော့ကျွန်တော်ရဲ့ပီနီယံထုတ်တဲ့ဆက်အဟောင်းလေးပြတ်သွားလို့ပြင်มาပဲဖြစ်ပါတယ်တလားလောက်မသုံးမဲ့ပြစ်ထားပြီးတော့ဒီနေ့မှပြန်ဖွင့်ကြည့်လိုက်တာစက်ကရက်နေပါတယ်အဲ့ဒါနဲ့ဖေရှာကြည့်လိုက်တော့မော်တာလုံးကအလုံးမလို့ပဲရက်နေပါတယ် socket လွတ်မလို့အရင်စမ်းကြည့်တော့လဲ socket တွေလည်းအကုန်ကောင်းတာကိုတွေ့ရတယ်အဲ့ဒါနဲ့နောက်ဆုံးမော်တာထုတ်စစ်ဖို့ပဲဆုံးဖြတ်ချက်ချလိုက်တယ်ဒါလေးကတော့ stepper motor လို့ခေါ်ပါတယ်မော်တာအတွင်းမှာဖြုတ်ကြည့်လိုက်တော့အထဲမှာ stator နဲ့ rotor မှာတန်ကြီးတွေအများကြီးကတ်နေတာကိုတွေ့ရပါတယ်မန်မိုးရင်ဘတ်ရင်ငွေးရိုက်ပြီးတော့အတွင်းမှာတန်ကြီးတက်သွားတာအဲ့ဒီတန်ကြီးတွေကိုကော်ဘက်နှုတ်လေးနဲ့ပြောင်းသွားအောင်လို့ကော်ဘက်စားပေးလိုက်တယ်ဒီနေရာမှာတစ်ခုတတိထားမှာ stator နဲ့ rotor ကြားမှာတက်မှတ်ထားတဲ့ကွာဝေးရှိတဲ့အတွက်ကော်ဘက်ကိုပပလေးပဲစားဖို့လိုပါတယ်တန်ကြီးပြောင်းပြီးတော့ smooth ဖြစ်သွားပြီဆိုရင်တော့ပြန်တက်လို့ရပါပြီကုံတစားစီပြန်တက်ပြီးတော့ဆက်ကို run ခိုင်းတဲ့အခါမှာတော့ကျွန်တော်ဆက်လေးအရင်လိုပြန်ကောင်းသွားပါပြီဒါလေးပြင်ပြီးနောက်ပိုင်းသင်ခန်းစာတစ်ခုရလိုက်တာကတော့ဘယ်ပစ္စည်းပဲဖြစ်ဖြစ်အသုံးမဲ့ပြစ်ထားလို့ရှင်ပြတ်တတ်ပါတယ်သုံးနေနဲ့လည်းပျက်စီးတတ်ပါတယ်ဒါပေမဲ့မပျက်စီးအောင်ထိမ့်သိမ်းရမှာကျွန်တော်တို့တာဝန်ဖြစ်ပြီးတော့ဘရိုဒစာပျက်စီးသွားခဲ့ရင်လည်းပူစီတော့ကမရောက်ပဲတဘာဝအတိုင်းဖြစ်တယ်လို့ပဲနှလုံးသွင်းနိုင်ဖို့ကအရေးကြီးပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်တာပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်